စိတ်ဝင်စားဖို့ကောင်းတဲ့ website လေးတွေကိုအခုပဲစမ်းသုံးကြည့်ကြမယ် အရင်ဆုံးကိုယ့်ဖုန်းမှာရှိတဲ့ browser ကိုတွားမယ်ပြီးရင်ဒီ link လေးကိုရိုက်ထည့်မယ်ဒီ website လေးကတော့ငယ်ဘဝအလွမ်းပြေ game လေးတွေကိုကိုဖုန်းထဲမှာ install လုပ်စရာမလိုပဲကစားနိုင်မှာဖြစ်ပါတယ်အရင်ဆုံး website ထဲဝင်လိုက်တာနဲ့ game လေးတွေကိုတွေ့နိုင်မှာဖြစ်ပါတယ်မိတ်ဆွေစော့ချင်တာကိုနှိပ်လိုက်ရုံပါပဲငယ်တုန်းက family games တွေကတော့ NES ထဲမှာဖြစ်ပါတယ်ကဲလူကြိုက်များတဲ့ Contra game လေးကိုစော့ကြည့်အောင်ငယ်ဘဝကိုတေးချပေါက်ပြန်လွှမ်းသွားမှာဖြစ်ပါတယ်ဒါအပြင် Mario တို့တောင်ကွာတို့လိုမျိုးငယ်ဘဝအလွမ်းပြေ game လေးတွေကိုစော့ကြည့်ကြပါဦးစော့မရရင်လည်းကိုယ်မှမပြီးခဲ့လို့ရပါတယ်ဒီလိုအသုံးဝင်တဲ့ website လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and follow လုပ်ခဲ့ဖို့မမေ့နဲ့ဦးနော်